မန္တလေးမြင်းငယ်လင်းကြီးကြောင့်ရေလောင်တမန်များရဲ့ကြန့်ခိုင်မှုနဲ့ဘေးကင်းလုံခြုံရေးအတွက်စိုက်ပျိုးရေးမွေးမြူရေးနဲ့စိတ်မြောင်းဝင်ကြီးဌာနစိတ်မြောင်းနဲ့ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပညာရှင်များကကွင်းစင်းစစ်ဆေးခြင်းနဲ့တမန်ကိုယ်တဲ့ထိခိုက်မှုရှိမရှိဘူမိယူပါစံတက်ဆက်နဲ့တိုင်းတာစစ်ဆေးခြင်းတွေကိုဆောင်ရွက်ခဲ့ပြီးလိုအပ်တဲ့ပြင်ဆင်မုံမှန်မှုတွေကိုဦးစားပေးလုပ်ငန်းအလိုက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။မန္တလေးမြင်းငယ်လင်းကြီးကြောင့်ဂုံကျော်တမန်အမှတ်3ရဲ့ကံရည်ပြည့်မှတ်အထက်ထိခိုက်ပျက်စီးခဲ့တဲ့အပိုင်းကိုဖယ်ရှားရှင်းလင်းကတမန်ဖို့ရန်လျော်ညီတဲ့မြေအမျိုးအစားများနဲ့မြေသားပြန်လည်ဖို့ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပြီးရေထုတ်လမ်းကြောင်းတစ်လျှောက်အောင်ရေစီးရတာကောင်းပုံစေရေးစီစဉ်လျက်ရှိပါတယ်။ရန်အောင်မြင်ဂုံကျော်တမန်အမှတ်3ရဲ့ကံရည်ပြည့်မှတ်အထက်မှာထိခိုက်ပျက်စီးမှုများရှိခဲ့ပေမဲ့စိုးရိမ်ပွဲအခြေအနေမရှိကြောင်းသိရပါတယ်။ဒါပြင်ပြုပြင်ပြီးတဲ့ပြင်မရေပေးမြောင်များမှာရေများစတင်ပေးဝေပါကတောင်သူများစိုက်ခွင်းတို့ရေစီးရေလာကောင်းပုံစေရေးအတွက်ရေသွေးမြောင်များရှင်းလင်းခြင်းလုပ်ငန်းတွေကိုလည်းဆောင်ရွက်လျက်ရှိတယ်လို့သိရှိရပါတယ်ရှင်။